ဆရာတော်ဘုရားသုလသောတာပန်နဲ့မဟာသောတာပန်တို့၏ခြားနာချက်ကိုရှင်းလင်းဖြေချပေးပါသုဒသောတာပန်သည်အပေတကားပိတ်ပါသလားဗျာသုလသောတာပန်ဆိုတဲ့အခေါ်ကဝိသုဒ္ဓိမက်ကပြောလိုက်တာဆိုလိုတာကသောတာပန်အစစ်မဖြစ်သေးဘူးလို့ပြောတာသောတာပန်ဆန်းဆန်းဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲရှိတယ်သုလဆိုတာကအငယ်မဟာဆိုတာအကြီးသောတာပန်လေးသောတာပန်ငယ်ဆိုတာဂုံကြီးတူသွားတဲ့အခါမှာလူတွေမှာဥပမာပဲဒီထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်အကြီးချင်းမျိုးလေးစင်စင်တူတာလေးတွေ့လို့ရှိရင်အငယ်လို့တက်ခေါ်လေးရှိကြတယ်ပေါ့နော်ခေါင်းဆောင်တယောက်ရဲ့ဘသူပေါက်စားလေးနဲ့ပြောကြတာရှိတယ်လေအကြီးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်နဲ့တင်စားပြီးတော့ပြောတဲ့သဘောအဲ့တော့သုလသောတာပန်ဆိုတာကတော့သူကနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ရရှိထားတဲ့ပုဂ္ဂိုလ်ကိုဆိုလိုတာအဲ့တော့နာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ဆိုတာဝိပဿနာဉာဏ်ရဲ့ foundation ပဲရှိသေးတယ်ဝိပဿနာဉာဏ်မဖြစ်သေးဘူးယုံနံကွဲပြီးတော့ဒီယုံနံတွေဘာကြောင့်ဖြစ်တယ်လို့သိတဲ့အဲ့ဒီအသိလောက်ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုသုလသောတာပန်လို့ခေါ်တယ်သုလသောတာပန်ကအပေတကားပိတ်တယ်လို့ဆိုတာသေချာပေါက်ပြောလို့မရဘူးနော်သူ့မှာအပေတကားပိတ်ပြီလို့ပြောလို့မရဘူးဘုန်းကြီးတို့ဟောထားတဲ့နိဗ္ဗာန်တကားဖွင့်နိုင်မှအပေတကားပိတ်ပြီဆိုတဲ့တရားရှိတယ်အဲ့တော့သူ့အနေနဲ့ကဒီဉာဏ်တွေလက်လွတ်ဆုံးရှုံးသွားပြီမကောင်းတာတွေလုံးပြီးရင်တော့သူကအပေချနိုင်သေးတယ်ဂရန်တီမရှိဘူးလို့ပြောအောင်သုလသောတာပန်အဲ့မဟာသောတာပန်ဆိုတာတော့အမြင်မှားခြင်းနဲ့တန်တရားခင်းသွားပြီသူကြတော့အမြင်မှားခြင်းနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်နဲ့မကဘူးဝိပဿနာဉာဏ်နဲ့အားလုံးဖြစ်ပြီးတော့သောတာပန်ထိအောင်ပေါက်သွားပြီးတော့သူကအပေတကားလို့ခေါ်ရတဲ့မိစ္ဆာဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုဒိဋ္ဌိနဲ့ဝိသိကိစ္စနှစ်ခုပယ်ပြီးတော့လောဘဒေါသမောဟအပေကျစေနိုင်တဲ့အရာတွေကနေရှောင်ရှားပြီးသားဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ကမှတကယ်သောတာပန်အစစ်ဖြစ်တယ်သောတာပန်ဆိုတာသောတဆိုတာအရိယမဂ်ကင်လမ်းကြောင်းကိုခေါ်တာမဂ်ကင်၈ပါးကိုခေါ်တာအဲ့တော့နိဗ္ဗာန်ကိုသွားဥတည်ပြီးတော့စီးသွားနေတဲ့အဲ့ဒီလမ်းကြောင်းကြီးထဲမှာရောက်သွားပြီလို့ပြောတာသောတာပန်ရဲ့အဓိပ္ပာယ်ဒါမို့နိုင်ငံခြားဘာသာအင်္ဂလိပ်လိုပြန်တဲ့လူတွေကတော့ street winner လို့ပြန်လေးရှိတယ် street အဲ့တော့စာတိုင်းပြန်မယ်ဆိုရင်အာပဏက winner မဟုတ်ဘူး street entera လို့ပြန်လို့ရှင်ပို့ပြီးတော့စကားလုံးတိုင်းကြိုက်တယ်ပေါ့ဆိုလိုတာနိဗ္ဗာန်သွားဖို့ရအတွက်နောက်ကျောင်းပြန်မလှဲ့တော့ဘူးအဲ့ဒီလမ်းကြောင်းကြီးတွေရောက်သွားပြီလမ်းကြောင်းပေါ်တက်သွားပြီဂျူရူကြီးလွတ်လိုက်တဲ့အခါကျကဘာပတ်လမ်းကြောင်းကြီးတွေရောက်သွား